ပါစားလုံးမင်္ဂလာပါဒီနေ့ကလင်းတို့တစ်ခါမှတကြံပွဲလေးလုပ်တာရှိရပေါ့နော်အဲ့ဒီတကြံပွဲလေးကိုတာပြီးရကြည့်ခဲ့အဲ့ခဲနော်လင်းကတော့စားရောက်တာနဲ့တော့ group photo လေးတွေရိုက်တယ်ပြီးတော့ကိုတယောက်တည်းအလားပုံလေးတွေလည်းရိုက်ခဲ့ပါတယ်အဝါလေးနဲ့ဆိုတော့တကြံပိုင်ပြီးလေးရပါပေါ့နော်ပြီးတော့သူများလုံးထားတဲ့မုံလုံးကြီးပေါ်လေးတွေနဲ့လည်းဒါတပုတ်လေးရိုက်ခဲ့ပါသေးတယ်လင်းကတော့ပြန်ကာနီးမှလုံးတာပေါ့နော်အစစကျွန်တော်လင်းမလုံးပြီးတော့တငယ်ချင်းနေနဲ့လည်းတပုံရိုက်တယ်ပြီးတော့မြန်မာအင်ဂျင်နီလဲတယ်ပေါ့နော်ပန်းရောင်လေးဒါပေမဲ့လင်းပန်းရောင်ကတချန် 5V လေးတိတ်မရလို့လင်းဘာလို့လဲဆိုတော့စောနာအခါဝင်ဖို့ပဲပါလာတဲ့ထမိန်လေးနဲ့ creative ဖြစ်ဝင်လိုက်တယ်ပေါ့နော်ပြီးတော့လင်းတို့ဒီမှာမှညီမလေးရဲ့အကစားလေးစတင်ပါတယ်မင်္ဂလာပါပြည်စုံတော့နေ့တင်မင်္ဂလာကြံလေးဖြစ်ပါစေနှလုံးစိတ်ဝိုင်းအချမ်းပြီးတော့လူရင်းဆန္ဒတွေပြေဝကြပါစေပြီးတဲ့ပြည်လေးရဲ့အကစားလေးလာပါမယ်လင်းကတော့အကတိုက်ထားတာမဟုတ်ပဲဒီတိုင်းအပျော်ရမ်းဝင်ကြတာပါပြီးတော့သူရှက်နေတော့ပေါ့နော်နင်တို့ရွှေအေးစားကြရတယ်စားပါအောင်ရွှေအေးစားလို့လည်းရမ်းကောင်းတယ်ရင်ထဲကိုနွေရာသီစားနဲ့ကြိုက်တယ်ပေါ့နော်ရင်ထဲကိုအေးသွားပဲပြီးတော့ဒါလေးကတော့တနခါလိမ့်နဲ့ပွဲလေးဆင်နွှဲနေကြတာဖြစ်ပါတယ်ဒါတနခါလိမ့်နေကြတာပေါ့နော်လင်းကတော့တနခါမလိမ့်လိုက်ဘူးမျက်နှာဆန်းဆက်တွေဖြစ်လို့ပေါ့နော်ပြီးတော့လင်းကမုံလုံးရေပေါ်လေးလုံးနာနည်းနည်းလိုက်ကူရပေါ့နော်မုံလုံးရေပေါ်ဆဲတာပေါ့နော်လုပ်တယ်ပြီးတော့အိမ်ပြန်လာခဲ့ပါတယ်ဒါတော့လင်းတို့ဒါ F21 department ကနေပြီးတော့တကြံပွဲလေးဆင်နွှဲခဲ့တဲ့အမှတ်တရလေးပုံရိပ်လေးဖြစ်ပါတယ်လင်းရဲ့ဒီ blog လေးကိုလည်းကြည့်ရှုအားပေးခဲ့ကြလို့လည်းကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ် season 3 video 3 podcast လေးမှာပြန်လည်ပြီးတော့ဆုံတွေ့ပါအောင်မယ်နော် happy တကြံပါရှင်